တော့ဖတ်သွားနေရတယ်နော်လိုက်ပေါ်တယ်အဲဒီရှင်ကိုဆက်ပါတော့နော်ညီမမဟုတ်ပါဘူးဒီကအန်ဒီရဲ့သမီးပေါ့နော်နာတို့ဒီကားပေါ်ကမဖွဲ့ရရပေါ့နော်အန်ဒီရဲ့သမီးဖြစ်ပါတယ်ဟိုကသွားရင်းနဲ့မိုးချုပ်လာပြီပေါ့နော်ပြီးရင်နာတို့ညဆောင်ဝင်စားကြရပေါ့နော်စားလို့လည်းကောင်းမှအရစားလေးဆိုင်ရဲ့နာမည်ကလှမ်းပြီးရိုက်ပြရပေါ့နော်အဲ့ဒါတော့ဟိုမိုးလင်းလာပြီပေါ့နော်ဒီကလမ်းလေးကိုရှောက်ရရင်လည်းပြီးတော့ပြီးတော့နာတို့ဒီဟိုတယ်ကိုပြန်နေဒီနားမှာပဲဝယ်စားလေးပြီးတော့ဆက်ပြီးပြီးသွားရပေါ့နော်ဟိုတယ်ကိုလည်းညချမှဝင်မှာပေါ့နော်ပြီးတော့နောက်ရေရောက်မှပေါ့နော်ရေရောက်မှဆိုရင်အရာကိုအရင်ဝင်ပါတယ်အဲ့နေရာအရန်ကြီးတော့ထူးထူးဆန်းဆန်းတော့မရှိဘူးเนาะတပွဲအစရာလေးတော့ရှိရပေါ့နော်ဒါပေမဲ့တော့ခီးလေးနဲ့ပန်းနေရနဲ့မရိုက်ခဲ့ပါဘူးနောက်တော့မပါဘူးနားမှာအုတ်ထုံလားအုတ်ထုပါမသွားဘူးပေါ့အဲ့တော့ဒီပြန်ရဲ့ပုံလေးချုပ်ဖြစ်ပါတယ်ပြီးတော့နောက်တော့ဝိုင်းသွားမိကြရပေါ့နော်ပြီးတော့မြင်းမချိဆိုင်ကိုတက်သွားရပေါ့နော်အဲဒီမှာအေးရပေါ့နော်အဲ့ဒီအမှတော်များသွားရပေါ့နော်နိုင်ပြီးသွားရတယ်တော်လေးကြီးအောင်ကြည့်ရတယ်နော်ဒါပေမဲ့ပြန်ဟန်နဲ့ပြန်ပူလေးဝင်ရတော့အေးစိတ်နေရတယ်နေရကောင်းတယ်အမတနခိုင်းကြသေးတယ်နားမလို့ပါဒါတော့ဒီလိုပါနော်ဒီဝိုင်းလေးမြင်နေတာတော့ဟုတ်တယ်ရောက်တယ်ပေါ့နော်ဒါလည်းဘာလို့ကြာမှချိုင်းလိုက်တာပေါ့နော်အဲ့ဒါဒီတူကလည်းမော်လီပုံလေးပါလည်းကြားနေပါတယ်လက်ဒီရှောင်းရိုင်းနေရတန်းလေးရောလှတယ်အဲ့ထဲဝင်ရိုက်လို့ရလားမရလားမသိဘူးဝင်ရိုက်ခဲ့ပါဘူးရောနောက်ယထာဘုဒ္ဓပေါ့နော်ယထာဘုဒ္ဓကလောဝေခန့်သူကလောဆိုရင်ညာပေါ့နော်ယထာဘုဒ္ဓကြီးရှိတယ်လုံးရဆန်နေရတယ်ညာရေပေါ့နော်ဟိုရဲ့ရှောက်ရိုက်နေပေါ့ရနာ group ပုံလေးရိုက်တယ်အဲ့တော့နားရိုက်ခဲ့ပုံလေးအချို့ပေါ့နော်ပြန်ပြီးတော့ share လုပ်ပြရစီပါတယ်ချင်းပြီးရိုက်ခဲ့တာပဲပေါ့နော်ဘာလို့ခဏမှမသိပါ
းဆောင်လာနောက်နှစ်ဆုံးဝင်ခဲ့ရင်နာရှုံးဆောင်တော်တော်လေးသဘောကျတယ်ပေါ့နော်ရှမ်းဆန်လေးတွေဟောနာပြန်လဲပေါ့နော်နောက်ဒီတော့တဲ့ဝင်နေပေါ့နော်အမကြီးဒီဆို